မန္တလေး2023မတ်လမြန်မာနွေဦးရဲ့မီးလောင်တဲ့နေ့လယ်အပူကိုမျက်နှာချင်းဆိုင်လေးဖြတ်တန်းတဲ့ကြောက်တရားရက်ကွက်ကကျမရဲ့အိမ်ငယ်ထဲမှာခံစားရတာကတခုတည်းပဲကျမနဲ့ညီမမေမေနှစ်ယောက်လုံးအသက်28နဲ့24ဖြစ်ကြပြီးစက်မှုဇုံထဲမှာရက်တိုင်းနာရီများစွာအလုပ်လုပ်ရင်းပြည်ပမှာနေထိုင်နေရတယ်မောင်မောင်နဲ့မေမေတို့ကိုနေရာကနေကူညီရင်းမြို့ပြဘဝကြီးကိုရင်ဆိုင်နေရတာပါညီမကစိတ်ကူးရင်သူညဉ့်ညမ်းတဲ့ Instagram ပေါ်မှာဖန်တီးထားတဲ့အကောင်းဆုံးရုပ်ပုံတွေအဝတ်အစားတွေကိုတင်ပြီးလောကကြီးရဲ့အလင်းအိမ်တွေကိုခန်းစားနေရတယ်ကျမကပြုစုဆောက်ရှောက်သူမေမေနဲ့အဖေကားတိုက်မှုအတွက်9နှစ်ကကွယ်လွန်ပြီးနောက်ကတည်းကအိမ်သူအိမ်သားတွေရဲ့ဆောက်ရှောက်သူတနေ့နက်နက်မှာကျမအလုပ်သွားပြီးနောက်ညီမကဖုန်းမှာ message တစ်ခုရလာတယ်Ballet Arabian Model ဆိုတဲ့နာမည်ကြီး model agency ကနေပါညီမက message ကိုတစ်ဆက်ကြိမ်ဖတ်တယ်ဒေါ်လာ50သူညပေးမယ်တပတ်အလုပ်အစရိတ်အားလုံးပေးမယ်ဆိုတဲ့စာသားကသူမရဲ့အိမ်မက်တွေကိုပေါက်ဖွင့်လိုက်တယ်ဒါကကျမတို့မိသားစုဘဝပြောင်းလဲဖို့ခွင့်ရေးပဲသို့တော့တစုံတရာမထင်မှတ်ထားတဲ့ခံစားချက်နဲ့မိဘတစ်ခုကသူမရဲ့အုံနောက်ထဲမှာမီးလောင်နေခဲ့တယ်ညီမရဲ့ Instagram ကိုပြသပြီးကျမစိုးရိမ်မှုတွေနဲ့အတူရှာဖွေမှုတွေစတင်ခဲ့တယ်။အဲ့ဒီ agency ရဲ့ website အသစ်သတင်းပုံမြင်တွေ profile တွေအားလုံးကလိမ်လည်မှုနဲ့ပြည့်နေတယ်ဆိုတာသိလာတယ်။ Leila Hassan ဆိုတဲ့အာရမိန်းမတစ်ယောက်ကသူမတို့ကိုဗီဒီယိုခေါ်ဆိုမှုတွေပြုလုပ်စတင်ပြီးသက်ဆိုင်ရာ model တွေကုမ္ပဏီရဲ့အဖြစ်အပျက်တွေကိုပြသခဲ့တယ်။အဲ့ဒီမှာတော့ကျမတို့ဘဝတွေမပြောင်းလဲကြဘူး။အစားလက်နက်နဲ့အိမ်တော်မရှိတဲ့တရိษံထိမ့်သိမ့်နဲ့ကြံ့ခိုင်တိုက်စစ်ခန်းတစ်ခုတည်းကိုဦးတည်ခဲ့ကြတာပါညီမကိုခွဲထွက်ထားပြီးကျမကိုအခန်းငယ်တစ်ခန်းမှာတီးတန့်ထောင်ထားတဲ့အခန်းရဲ့ပြတင်းပေါက်မှာတန်ကြိုးတကားတွေအခန်းတကားမှာကွတ်တန်တွေရှိတာကိုမြင်ရပြီးစိတ်တက်ကြလှုပ်ခဲ့တဲ့အခန်းထဲကအလင်းဆိုးအယောင်နဲ့အဝတ်စားနဲ့ကြည့်ရတာမိန်းကလေးတစ်ယောက်အနေနဲ့ရှုပ်တယ်ဒါပေမဲ့အနှဲငယ်တစ်စိတ်တစ်ပိုင်းမှာအနူးညွတ်နဲ့ဆွဲဆောင်မှုရှာပြီးစေတယ်တန်ချက်တန်တွေချီချားသောအတန်တွေကြားပြီးကျမနာကျင်ခက်ခဲစွာကြောင်းထိုင်လိုက်တဲ့ညီမရဲ့တန်တွေနားထောင်ရင်းစိတ်ထဲကမီးလောင်မှုတစ်ခုရှိလာတယ်ဒီနေရာကကျမတို့ဘဝပြောင်းလဲဖို့ရည်ရွယ်ချက်နဲ့မတူဘူးဒါဟာစိတ်ပင်ပန်းတဲ့တစ်ခါသုံးအိမ်မက်တွေကိုမကောင်းတဲ့အနားအမြင်တစ်ခုဖြစ်လာခဲ့တာပါမနက်ဖြန်ညနေမှာကျမတို့ကိုအလှတရားဖော်ပြဖို့အဝတ်စားတွေနဲ့အလှပြင်ပစ္စည်းတွေပေးလာတယ်ကျမအခန်းထဲတွင်အနားယူပြီးမျက်ရည်တွေနဲ့ပြည့်နေခဲ့တယ်။နောက်ဆုံးမှာမင်းကြီးတွေရောက်လာမဲ့ညစာစားပွဲမှာဘာဖြစ်မယ်ဆိုတာမသိရသေးဘူး။မင်းကြီးတွေကငါတို့ကိုယူပြီးဘာလုပ်မလဲမင်းကြီးဆိုတဲ့လူကြီးအဖိုးကြီးတွေဘယ်သူလဲငါတို့ဘလို့ကဲတင်မလဲ။နောက်ဆုံးမှာကျမအိမ်မက်တွေနဲ့အမှန်တရားကြားပြိုင်ပွဲတစ်ခုထဲမှာရှိနေခဲ့တယ်။ဒီအပြောင်းလဲကကျမတို့ဘဝမှာဘလို့အကျိုးသက်ရောက်မှုတွေဖြစ်မလဲဆိုတာကတော့မနက်ဖြန်ထပ်မံရှာဖွေကြရမှာပါမနက်ဖြန်မနက်6နာရီမန္တလေးလေဆိပ်မှာကျမနဲ့ညီမမေမေတို့စိတ်ထဲမှာမတီချမ်းသာဖြစ်နေကြတယ်အိမ်မှာမေမေကဘယ်တော့မှမပြောခဲ့တဲ့အိမ်မက်ဆိုးတစ်ခုအကြောင်းပြောခဲ့တယ်မင်းတို့မသွားသင့်ဘူးလို့ပြောခဲ့တာအခုမှအမှတ်ရလာတယ်ငါတို့လက်မလွတ်နိုင်ခဲ့တဲ့ငွေကအတော်အတွင်းအတိုးကျယ်တွေနဲ့မိသားစုအကျွေးတွေဖျောက်ဖို့အသုံးပြုထားကြပေမဲ့ဒီခရီးကပြောင်းလဲမှုနဲ့အတူဘလို့အဆုံးသတ်မှာလဲဆိုတာမသိနိုင်ဘူးကျမရွေးချယ်မှုတွေကိုပြန်လည်စဉ်းစားရင်ခြေလန်းတိုင်းမှာစိတ်ညစ်စရာတွေတန်တရားတွေပုံမတိုးလာတယ်ညီမကနေ့စဉ်အလှပြင်မှုဓာတ်ပုံတွေဖုန်းထဲက Instagram ကိုပျော်ရွှင်စွာကြည့်နေတယ်ဒီငါတို့ဒီလောကမှာအကြီးမားဆုံးအမှုပညာရှင်တွေလိုဖြစ်လာမယ်လို့မောကျက်စွာပြောရင်းချစ်စရာအနီရောင်အဝတ်လေးနဲ့ခြေပွားပြသနေတယ်အဲ့ဒီအဝတ်ကတစ်ဖက်လက်မှာလက်ပန်းတစ်ချောင်းလှုပ်နေပြီးခြေသလုံးထက်ငိမ့်ချမ်းမှုနဲ့အလှတရားကိုပေးစွမ်းနေတယ်သူမရဲ့မျက်လုံးတွေကလှည့်စားပြီးစိတ်ဝင်စားဖွယ်ရာအရာတွေဖန်တီးနေတယ်တကယ်ပဲချစ်စရာမိန်းကလေးတစ်ယောက်လိုသူမရဲ့အနီးကပ်ရှူထောင့်ကနေကြည့်ရတာစိတ်ကူးရင်ပျော်ရွှင်စေတယ်အဲ့ဒီနေ့ငါတို့လေစိတ်မှာစောင့်ဆိုင်နေစဉ်သဘောထားကွဲလွဲမှုတွေပိုပြီးတိုးလာတယ်နက်နက်လေစိတ်မှာမြမလူငယ်တချို့နဲ့မျက်နှာတွေတွေ့ရတယ်ဒါပေမဲ့သူတို့အားလုံးကစိတ်ဝင်စားမှုနည်းပြီးတန်ရောစင်တွေထွက်နေတဲ့အဲ့ဒီအချိန်မှာတယောက်အနူးညံ့ဆုံးမိန်းကလေးတယောက်ကျမနဲ့မေမေကိုဆက်သွယ်လာတယ်သူမနံမေကမိုးဆက်တယ်လို့ပြောခဲ့ပြီးကျွန်တော်တို့လည်းဒီမင်းကြီးအတွက်သွားတာပါလို့ပြောတယ်သူမရဲ့မျက်နှာမှာစိုးရိမ်မှုနဲ့ချစ်စရာရင်ခုန်မှုတွေရှိပြီးတစ်စိတ်တစ်ပိုင်းမှာကျမတို့ကိုတာစီတယ်ဒါပေမဲ့အနောက်တိုင်းဘက်ကအပြင်စင်နဲ့မတူဘူး
သူမတို့ရဲ့အပြောအဆိုတွေကကျမတို့ကိုပိုပြီးသတိထားစေတယ်။လေရင်တင်ခီးမှာငါတို့မေမေကမျက်နှာပေါ်မှာအနှဲငယ်ရေမောနေပြီးမျက်နှာကပ်ဖုံးကိုကင်ပြီးအမြဲတမ်း selfie တွေရိုက်နေတယ်။ငါကတော့နားထောင်ရင်အတွင်းစိတ်မပြေလည်ဘူး။ဒီခီးကတာမန်ခီးမဟုတ်ဘူးဆိုတာကိုယ်တိုင်သိရတဲ့ခံစားချက်တစ်ခုရှိနေတယ်။မေမေကတော့အလှတရားနဲ့ရေမောနေတဲ့အချိန်မှာကျမကမျက်စိကနေရေဆိုခံရတယ်။ဘလောက်ပဲစူးစမ်းရင်ပဲဒီခီးမှာဘာမှမကောင်းတာဖြစ်နေကြောင်းသိရတယ်။ဒူဘိုင်းလေဆိပ်မှာကျမတို့လက်ခံသူကမျက်နှာမပျော်တဲ့တငယ်ချင်းတယောက်လိုရှိတယ်။သူ့ရဲ့ပုံစံအဝတ်စားကခိုင်မာပြီးမပျော်ရွှင်မှုတွေကိုပြောနေသလိုသူကကျမတို့ရဲ့လက်မှတ်တွေကိုပြန်ပေးဖို့မလိုဘူးလို့ပြောပြီးအစားကျမတို့လက်မှတ်တွေကိုသူ့ထိန်းမှာထားခြင်းတယ်လို့ဆိုတယ်။ဒါကကျမတို့ရဲ့ပထမဆုံးသတိပေးချက်ပဲမေမေကစိတ်ဆိုးပြီးဘာကြောင့်လဲလို့မေးတဲ့အခါသူကရေမောပြီးစံနမူနာပါလို့သာဆိုခဲ့တယ်။ကားတစ်စီးနဲ့ကျမတို့ကိုတည်ယူရမှာဝင်းမြောက်တဲ့အိမ်ယာတွေမပြီးစီးသေးတဲ့အဆောက်အုံတွေဖြတ်သွားရင်ကျမတို့စိတ်ထဲကစိုးရိမ်မှုတွေပိုပွားလာတယ်ဒီမှာဘာဖြစ်နေတယ်လဲမေမေကညဉ့်ညမ်းစွာမေးလာတယ်မင်းကြီးရဲ့အိမ်ဆိုတာဒူဘိုင်းမာရီနာမှာဆိုတာမဟုတ်ဘူးလို့တယောက်ကအမမတ်မတ်ပြောလာတယ်မင်းကြီးကတဲကွင်းထဲမှာပဲနေတယ်ပိုတီးတန့်ပိုလုံးကျုံဆိုပြီးနောက်ဆုံးမှာကားတစ်စီးရက်တဲ့နေရာမှာကျမတို့မျက်နှာပေါ်မှာမထင်မှတ်ထားတဲ့ကြောက်ရွံ့ဖွယ်အင်ကြီးတစ်လုံးရှိနေတယ်။အင်ကြီးရဲ့နေရန်တွေမှာအာနာသိန်းလူသုံးလက်နက်တွေကင်မရာတွေတက်ဆင်ထားပြီးလုံခြုံရေးကပြင်းထန်တဲ့အဝင်တကားကိုဖွင့်တဲ့အခါကျမတို့ရဲ့နှလုံးရဲ့တစ်ခုလုံးကတုန်လှုပ်သွားတယ်။အင်ကြီးထဲဝင်တဲ့အခါမှာတော့အေးမြတဲ့အခန်းတွေနဲ့အနက်ရောင်အာဘာနီဝတ်စုံဝတ်ထားတဲ့မိန်းကလေးတွေကကျမတို့ကိုလမ်းပြနေတယ်။အာလာလို့အမည်ရတဲ့အင်္ဂလိပ်စကားပြောမိန်းကလေးမတွေ့ရတာနဲ့ကျမတို့စိတ်ထဲကစိုးရိမ်မှုပိုတိုးလာခဲ့တယ်။မေမေကိုဖုန်းကနေပြောခဲ့တဲ့အတိုင်းမသွားသင့်ဘူးဆိုတဲ့ပြောကြားချက်ကနောက်ဆုံးထိကျမအတွက်အတားအဆီးတစ်ခုဖြစ်နေစေ။ကျမတို့နှစ်ဦးကိုခွဲထွက်ပြီးတီးတန့်အခန်းတွေစီပို့လိုက်ကြတယ်။ကျမအခန်းထဲဝင်ပြီးတကားကိုဖွင့်ကြည့်တော့တန်ကြိုးနဲ့ကြိုးတကားတွေကလုံးဝဖွင့်လို့မရတာကိုတွေ့တယ်အခန်းထဲမှာလည်းအနှဲငယ်သာရှိတဲ့မျက်နှာချိုင်စက်တင်တစ်လုံးအလွယ်တကူမထွက်နိုင်အောင်ကိုတကားတွေနဲ့အခန်းတွင်းလုံခြုံမှုပြင်းထန်တာကကျမရဲ့စိတ်ကိုပိုပြီးကျဉ်းလျားစေတယ်။ခေါင်းပေါ်မှာမျက်ရည်တွေစိမ့်လာပြီးညီမကိုရှာဖွေနေချိန်မှာညီမရဲ့အမြဲရယ်မောနေတဲ့မျက်နှာကနောက်ဆုံးအခါမြင်သာနေရတဲ့အရာဖြစ်လာခဲ့တယ်။ဒီနေရာကကျမတို့ဘဝရဲ့အဆုံးဖြတ်လို့ထင်ရတဲ့တကားတစ်ခုဖြစ်နေခဲ့တယ်။အခန်းထဲမှာကျမနားထောင်ရသမျှအတန်တွေတိတ်ဆိတ်နေပြီဆိုတော့စိတ်ထဲကစွမ်းအားတွေပြန်လည်စုဆောင်းဖို့စ조사နေရကနေစတင်ခဲ့တယ်။မိအိမ်မှာကျမဝတ်ဆင်ထားတဲ့အဝတ်လေးကတစ်ဖက်လက်မှာအနှဲငယ်အယောင်ထွက်ပြီးခြေအောက်မှာဂျူတီဖက်နက်လေးတွေအနားမှာရှိနေတယ်။မျက်နှာမှာတော့မီးဖိုကန်းကမီးရောင်နဲ့ထူးထူးဆန်းဆန်းပုံဖော်ထားတဲ့အနားကလက်စွပ်လေးတစ်လုံးကြောင့်နူးညံ့ပြီးချစ်စရာကောင်းနေတယ်။ဒါပေမဲ့ဒီအချိန်မှာချစ်စရာဆိုတာကစိတ်ထဲမှာရှိနေတဲ့ကြောက်ရွံ့မှုကိုဖုံးကွယ်ဖို့မလုံလောက်ဘူး။မိန်းကလေးဝတ်စုံတွေမိတ်ကပ်ပစ္စည်းတွေချစ်စရာအလှကုန်တွေကိုထည့်ပေးတဲ့မိန်းကလေးတွေကပြောခဲ့တာစားစုတောင်းလိုက်နာဆိုပြီးအောက်စွန်းထိအကြံပေးတယ်သူမတို့မျက်လုံးထဲမှာတခါတလေချင်းချောက်မှုနဲ့အနာဂတ်အတွက်မျှော်လင့်ချက်တွေပါဝင်နေပြီးအဖွဲ့အစည်းတစ်ခုထဲမှာပါဝင်ခဲ့ကြတယ်ဆိုတာသေချာပေါက်မြင်ရတယ်ငါတို့တူတူပဲဖြစ်ခဲ့တယ်ဆိုတဲ့မြင်ကွင်းကကျမစိတ်ထဲမှာတန်ရောစင်ချိတ်ဆက်နေတယ်ညီမကိုမမြင်ရတာသူမအတန်မကြားရတာကကျမရဲ့ရင်ခုန်မှုကိုပိုပြီးမြောက်တင်နေမနှက်ဖြန်မှာမင်းကြီးရဲ့ညစာပွဲကြီးရှိမယ်ဆိုတဲ့တိုက်တွန်းချက်ဟာအရန်ကြောက်ရွံ့စရာကောင်းပြီးကျမတို့ကိုစိတ်ပိုင်းဆိုင်ရာပြင်းထန်စွာထိခိုက်စေတဲ့ညီမကိုလွတ်မြောက်အောင်စူးစမ်းဖို့ပြင်ဆင်နေတဲ့ကျမရဲ့အတွင်းစိတ်ရဲရဲတောက်နေတယ်။အခန်းထဲမှာစိတ်ညစ်မှုနဲ့ရင်ဆိုင်ရင်းကျမဖုန်းကိုလှည့်ကြည့်ခဲ့ပေမဲ့ဆက်သွယ်ဖို့အချက်ပြချက်တစ်ခုကိုမတွေ့နိုင်ဘူးဝက်ဖာနဲ့စနစ်တွေကလည်းလုံခြုံစွာပိတ်ထားပြီးအမှတ်အသားတစ်ခုမှမရှိဘူးအခန်းတကားကိုထပ်မံစူးစမ်းဖွင့်ရင်ကျမမီးပုံအနားကပောက်ကွဲသွားတဲ့ခွက်တစ်လုံးကိုဖမ်းပြီးရဲရဲတောက်နေတဲ့မျက်လုံးနဲ့သူ့ကိုယ်သူကိုအားပေးတယ်လူချမ်းတွေကညီမကိုတိုက်ခိုက်နေတဲ့အတန်တွေခံစားရပြီးကျမတကားကိုတိုက်ထိုးနေတဲ့အခါမှာစိတ်ထဲကကြောက်ရွံ့မှုကပိုပြီးပြင်းထန်လာတယ်။အန်ဂျီနားထောင်ပါလို့ညီမရဲ့အတန်နဲ့ခံစားချက်တွေကိုကျမရှာဖွေနေတယ်။ဒါပေမဲ့အဲ့ဒီအတန်တွေဟာနှလုံးသားထဲကတိတ်ဆိတ်မှုနဲ့ပေါင်းစပ်ပြီးကျမကိုပိုပြီးကြောက်စေနိုင်တယ်
ညီမကိုကယ်တင်ဖို့အတွက်ကျမရင်ထဲကစိတ်ဓာတ်ကိုတနည်းနည်းပြန်လဲအသက်သွင်းနေချိန်မှာတကားကပြန်လဲဖွင့်ပြီးအနက်ရောင်အာဘာနီဝတ်စုံဝတ်ထားတဲ့မိန်းကလေးတွေလက်ထဲမှာအလှတရားဖက်ရှင်အဝတ်အစားတွေမိတ်ကပ်ပစ္စည်းတွေကိုအမြန်ထည့်ပေးနေကြတယ်။သူတို့မျက်လုံးတွေကကျမကိုမျှော်လင့်ချက်နဲ့ကြည့်နေပြီးသတိထားပါဖိအားနဲ့လိုက်နာပါဆိုပြီးသတိပေးခဲ့တယ်။ကျမနားထောင်ပြီးအတိတ်နဲ့ပတ်သက်တဲ့အမှတ်တရတွေမိသားစုအကြောင်းတွေနဲ့မေမေကိုပြန်လဲစိတ်ထဲမှာထပ်တိုးဖန်တီးနေတယ်။ဒီအချိန်မှာကျမစိတ်ထဲကမီးလောင်မှုတစ်ခုပိုပြီးပြင်းထန်လာပြီးညီမကိုကယ်တင်ဖို့အတင်းအကျပ်စူးစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ဒီနေရာကကျမတို့ဘဝရဲ့အဆုံးမဟုတ်ဘူးအစပဲဆိုတဲ့ theory နဲ့ရင်ဆိုင်နေတယ်။ညနေခင်းကြောက်တရားရဲ့အိမ်ကြီးထဲမှာအလင်းတွေပြောင်မြောက်နေစဉ်ကျမနဲ့ညီမမေမေတို့ကိုစုပေါင်းခေါ်ဆောင်လာတဲ့အခန်းထဲကအေးမြတဲ့အသွင်ပြင်တွေကရှေးဟောင်းတဲ့ယတနာတွေကျေးနီပန်ကန်မီးဖိုဆိုင်စင်တွေစိန်နဲ့မိုးကောင်းကင်ပန်းတိုင်ပုံစံမီးပွိုင်ကြီးတွေနေရာယူထားတယ်။ကျမရဲ့အဝတ်စားကတော့အနီရောင်ပျော့ပြောင်းတဲ့ရွှေနဲ့ထိုးထားတဲ့လက်ဝတ်အိမ်လက်ဖက်ခြေပွားမှာအထွေထွေချစ်စရာမျက်နှာဖုံးလေးနဲ့ရှက်ဖယ်လေးတစ်စုံပါဝင်ပြီးမျက်နှာကပန်းရောင်အနုပညာဆန်ဆန်မိတ်ကပ်နဲ့ပြည့်စုံနေတဲ့ညီမကတော့အနက်ရောင်အလှထက်ရွှေရောင်ဖွဲ့စည်းထားတဲ့ရုပ်ရှင်မင်းသမီးအဝတ်အစားနဲ့အယောင်ဖြောတဲ့ရွှေနှင့်စိန်ပန်းကန်တွေပေါင်းပြီးချစ်စရာကောင်းစွာပြင်ဆင်ထားတယ်။သူမရဲ့ခြေနှင်းဖက်နှက်တွေကလည်းမျက်စိကိုဖမ်းဆုပ်စေပြီးအနားကလက်ကောက်လေးတွေကအလှတရားနဲ့အနူးညွတ်ကိုပိုမိုဖြည့်ဆည်းနေတယ်။အခန်းတစ်ခန်းမှာကျမတို့လက်တွေကိုချီထားပြီးဒီညစာပွဲမှာပျော်ရွှင်ဖို့ပြင်ဆင်ပါဆိုပြီးမိန်းကလေးတွေရဲ့အတန်တွေကကြားရတယ်။မိမိကကျမကိုလှည့်ပြန်ပြီးဒီညီမကိုမပြောက်ပါနဲ့လို့တောင်းဆိုတာကြားရင်ကျမရဲ့အသက်ဆွမ်းတွေပိုပြီးပြင်းထန်လာတယ်။နောက်ဆုံးတွင်ကျမတို့ကိုညစာပွဲခန်းကြီးထဲဆွဲဆောင်သွားကြတယ်။အခန်းထဲမှာအလှတရားနဲ့ပြည့်နှက်နေတဲ့ပြားကပ်နေရန်တွေရွှေစင်ကြဲတဲ့ခုံထိုင်စရာတွေအနံ့သာပြေးဝတဲ့တန်လွင်ရောင်မီးဖိုစီတွေစင်ကြဲတဲ့ရေခဲတစ်တာနဲ့ဖန်ခွက်တွေတက်ဆင်ထားတယ်။အဲ့ဒီညစာပွဲမှာကျမအနားကလူကြီးတစ်ယောက်နဲ့ထိုင်နေရတယ်။သူ့အဝတ်အစားကရိုးရှင်းတဲ့အဖြူရောင်လက်ဖက်ရည်ဝတ်စုံဖြစ်ပြီးအတန်နဲ့မျက်စိတွေကအေးမြပြီးချုပ်ကင်ထားတဲ့လက်တစ်ဖက်တောင်ကျမခြေထောက်ကိုတစိမ့်တစ်ပိုင်းထိတွေ့နေတယ်။သူ့ရဲ့ညွှန်ကြားမှုတွေကကျမကိုတိတ်ဆိတ်စေပြီးအထူးသဖြင့်မျက်နှာမှာရင်မောနေတဲ့မျက်နှာပြောင်မှုကဆက်လက်ပေးနေတာပါ။ရှေ့တန်းမှာမေမေကိုနီးကပ်နေတဲ့လူငယ်တစ်ယောက်ကသူမရဲ့သပင်ကိုဖုန်ကျင်းနေပြီးမျက်နှာဖုံးနဲ့ရှေ့တန်းလူငယ်တဦးကသူမကိုစိတ်ပြက်စေဖို့ကြိုးစားနေတယ်။ကျမကညရဲ့မျက်လုံးတွေကိုကြည့်လိုက်တော့အောက်မေ့လွတ်တဲ့ကြောက်ရွံ့မှုနဲ့ပြည့်နေပြီးအလွယ်တကူအကူအညီမရနိုင်ကြောင်းနဲ့ရင်ဆိုင်နေရတယ်။အခန်းထဲမှာအန်ဒီရဲ့ပေါ်လာတဲ့အခါကလတ်ထိုင်တယောက်ကအတန်တိတ်လေးနဲ့ငါထဲမှာစိတ်မချမ်းသာဘူး။ငါတို့ဒီနေရာကိုမထွက်နိုင်ဘူးလို့ပြောတယ်။အဲ့ဒီအခါလူကြီးတယောက်ကလေ့ကျင့်ပြီးတန်တရားရှိသူရှိသလားလို့မေးတယ်။တစုံတစ်ယောက်ကတုန်ခါမှုနဲ့ရင်တုန်ထိတ်လန့်စွာပြောဆိုမိတယ်။ငါတို့လွတ်မြောက်ဖို့မဖြစ်နိုင်ဘူးဆိုပြီးလက်တွေကိုခြိထားတဲ့အနားမှာပြန်လဲခြောက်လန့်နေကြတယ်။အိမ်ကြီးထဲမှာအကောင်တွေကကျမတို့ကိုလိုက်နာစေဖို့အကြိမ်ကြိမ်သတိပေးပြီးမလိုလားအပ်တဲ့စကားတွေကိုအနှဲငယ်ပဲခံစားစေတယ်။ညီမကတခါတရံကျမကိုချစ်စရာတန်တရားတွေပြောပြီးဒီငါမကြောက်ဘူးငါကိုမလှည့်သွားပါနဲ့ဆိုတဲ့အတန်နဲ့ကျမကိုချစ်စရာကောင်းစွာဖန်ဆီးနေတယ်။ကျမကသူမကိုချစ်စရာမျိုးနဲ့ပြောပြပြီးငါမလှည့်ပါဘူးငါမင်းကိုကယ်တင်ပါမယ်လို့ဆုတောင်းတယ်။ဒီညစာပွဲမှာကျမတို့ရဲ့အလှတရားနဲ့အမှုပညာအရေးချင်းတွေကိုမျက်မြင်တွေကပြန်လဲရှင်ပြိုင်နေကြတယ်။သို့တော့အဲ့ဒီရှင်ပြိုင်မှုကကျမတို့ကိုကယ်တင်မယ်လို့မထင်ရဘူး။စိတ်ထဲကမီးလောင်မှုနဲ့ထိတ်တိုက်ရင်ဆိုင်ရင်ကျမတို့ဘဝကစိတ်ဝင်စားဖွယ်ကွဲပြားမှုတွေနဲ့ပြည့်နေခဲ့တယ်။ဒီညနေပွဲအဆုံးမှာကျမတို့ကိုတီးတန့်ခန်းတွေသို့ပြန်ပို့ပြီးမင်းကြီးရဲ့အစီအစဉ်တွေကနောက်ထပ်အနေရတွေကိုမျှော်လင့်ထားကြောင်းသိရတယ်။ကျမရဲ့နှလုံးသားကစိတ်သေးချစွာပြောနေတာကဒီကိစ္စကအစပဲဆိုတာပဲ။အခန်းတစ်ထဲဝင်တဲ့အခါကျမရဲ့အလှဆင်ထားတဲ့အဝတ်တွေကဖနက်တွေနဲ့အတူအိယာပေါ်စီထားပြီးမီးလင်းဟာနူးညံ့စွာပြာလွင့်နေခဲ့တယ်။ကျမစိတ်ထဲမှာမလုံလောက်တဲ့ခံစားချက်နဲ့အတူရင်ခုန်တန်တွေတိုးလာတဲ့ခြေပွားမှာဝတ်ဆင်ထားတဲ့ရွှေထိုးဖနက်လေးတွေကကျမလှပမှုကိုချဲ့ထွင်ပေးတော်လဲဒီနေရာကကြောက်ရွံ့မှုနဲ့ဖုံးကွယ်နေကကျမစိတ်ထဲကမျက်နှာချိုင်းချက်တွေပုံမိုပြင်းထန်လာခဲ့တယ်။
တကားပိတ်ပြီးခိုးထွက်ဖို့ကြိုးစားတဲ့အခါအခန်းတကားကိုအပြင်ကလူတွေကတန်ကြိုးနဲ့ချိတ်ထားတာတွေ့ပြီးလုံခြုံရေးကခိုင်မာကြောင်းသိရတယ်ဖုန်းကိုမိတ်ဆက်ကြည့်တာမှလည်းစင်ကြယ်စွာဖုန်းကွယ်ထားတဲ့ဝစ်ဖာနဲ့ဖုန်းဆက်သွယ်မှုကပြတ်တောက်နေပြီးအလွန်တိတ်ဆိတ်တဲ့ကျမရဲ့စိတ်ထဲကအလင်းတန်းမှမီးပွားကောက်ပြီးပြန်လဲပွိုင်းထွန်းလာတာကအာယုံစူးစိုက်မှုကိုပုံမမြင့်တင်ပေးတယ်တခါတလေကျမလမ်းကြောင်းရှာဖွေရင်အခန်းကနေနေရာပေါ်ကိုကြည့်မိတယ်ပတင်းပေါက်မှာတန်ကြိုးတကားတွေနဲ့လုံခြုံစနစ်ကြီးတက်ဆင်ထားပြီးထွက်ခွာဖို့အခွင့်မရှိတဲ့အခြေအနေကိုထင်ဟပ်စေတဲ့ဒီကာလအတွင်းကျမရဲ့အတွင်းစိတ်ကရဲရဲတောက်လာပြီးညီမကိုကယ်တင်ဖို့စိတ်ကူးတွေပုံမတိုးလာတယ်တနေ့မှာကျမနားထောင်ရတဲ့အတန်တွေတဲကတန်တရားပေါ်လာတဲ့အတန်တစ်ခုကကျမရဲ့နှလုံးသားကိုတေချာစေတယ်။အဲ့ဒါကညီမမေမေရဲ့အတန်သူမကဖုန်းထဲကအတန်နဲ့ကူညီဖို့စ조사နေပြီးဒီငါမကြောက်ဘူးဒီလို့ပြောနေတဲ့အတန်ဟာကျမရဲ့စိတ်ထဲကမီးလောင်မှုကိုပုံမိုလောင်ပွားစေတယ်။အဲ့ဒီညမှာကျမညီမကိုပြန်ဖမ်းဆီးသွားတဲ့အခါကျမစိတ်ထဲကအားနည်းမှုတွေပိုပြီးကြီးထွားလာပြီးမိန်းမတွေရဲ့ငြိမ်းချမ်းမှုကိုမျက်နှာချင်းဆိုင်ကြည့်ရှုနေရတယ်။သူတို့ရဲ့မျက်နှာမှာကြောက်ရွံ့မှုစိတ်ညစ်မှုနဲ့အယော်အစားမျက်မှောက်တွေရှိပြီးကျမတို့အနာဂတ်ကိုမျှော်လင့်ချက်တွေပျက်စီးနေကြတယ်။တနေ့မှာကျမအခန်းထဲမှာမိန်းကလေးတွေကလာပြီးအလှဆင်မှုတွေနဲ့အတူမိတ်ကပ်ပစ္စည်းတွေနဲ့ကျမကိုပြင်ဆင်ပေးတယ်။သူတို့ရဲ့မျက်လုံးတွေကအနာဂတ်အတွက်မျှော်လင့်ချက်နဲ့ပြည့်နေပြီးကျမကိုသတိထားဖို့ပြောကြတယ်။သတိထားပါလိုက်နာပါဒါပဲကယ်တင်ဖို့လမ်းကြောင်းဖြစ်နိုင်တာဆိုပြီးသတိပေးကြတယ်။ဒီအချိန်မှာကျမရဲ့စိတ်ထဲကမီးလောင်မှုဟာပြင်းထန်လာပြီးညီမကိုကယ်တင်ဖို့အတင်းအကျပ်စ조사ဖို့ဆုံးဖြတ်လိုက်တယ်ဒီနေရာကကျမတို့ဘဝရဲ့အဆုံးမဟုတ်ဘူးအစပဲဆိုတဲ့ theory နဲ့ရင်ဆိုင်နေတယ်ညီမကိုခွဲထွက်ထားတဲ့အခန်းထဲမှာကျမတယောက်တည်းရှိနေချိန်အခန်းရဲ့အေးမြတဲ့လေဝင်လေထွက်ကအပူလောင်ကမျက်စိကိုနူးညံ့စေတယ်မိန်းကလေးဝတ်စုံတွေကပြောခဲ့တဲ့လိုက်နာပါဆိုတဲ့အတန်တွေကျမရဲ့စိတ်ထဲမှာနယံတစ်ခုလိုတောက်ပနေတယ်သူတို့မျက်လုံးတွေကသတိပေးမှုနဲ့အားပေးမှုတွေကကျမကိုတိုက်တွန်းနေတယ်တစ်ဖက်မှာညီမဟာမျက်ရည်ပြနဲ့ခြေပွားလေးတွေကိုချီတက်ပြီးမကြောက်ဘူးလို့ပြောဆိုနေတယ်။ကျမရဲ့စိတ်ကလည်းတီးခံမှုနဲ့ပြည့်နေတာဒါပေမဲ့မေမေကိုကယ်တင်ဖို့ငြိမ်းချမ်းမှုမရှိဘူး။သူမရဲ့ခြေပွားတွေမှာရှုပ်ထွေးမှုကြောက်ရွံ့မှုနဲ့အားနည်းမှုတွေရှိနေတယ်။တနေ့မှာကျမအခန်းထဲမှာမိန်းကလေးတွေကလာပြီးအလှဆင်မှုတွေနဲ့မိတ်ကပ်ပစ္စည်းတွေပေးပြီးသတိထားပါလိုက်နာပါဆိုပြီးသတိပေးကြတယ်။သူတို့ရဲ့မျက်လုံးတွေကမျောလင်းချက်နဲ့အားပေးမှုတွေကကျမကိုတိုက်တွန်းနေတယ်။ကျမစိတ်ထဲကမီးလောင်မှုဟာနေ့ရက်တိုင်းပြင်းထန်လာပြီးညီမကိုကယ်တင်ဖို့ဆုံးဖြတ်ချက်မပြတ်တောက်ဘူး။ဒီနေရာကကျမတို့ဘဝရဲ့အဆုံးမဟုတ်ဘူးအစပဲဆိုတဲ့အတွေးနဲ့ရင်ဆိုင်နေတယ်။တညမှာကျမအခန်းထဲမှာတယောက်တည်းဖြစ်နေချိန်တကားကတိတ်ဆိတ်ဖွင့်ပြီးလူတယောက်ဝင်လာတယ်။သူကအနက်ရောင်အာဘာနီဝတ်စုံဝတ်ပြီးမျက်စိတွေကချုပ်ကင်ထားတဲ့စိတ်ကြမ်းဖက်သူတယောက်သူ့မျက်စိတွေကကျမကိုစူးစမ်းသုံးသပ်နေပြီးပရိယာရှာမောလို့ခေါ်တယ်။သူကပြောတယ်မင်းဟာအကြီးဆုံးကာကွယ်သူငါအကြိုက်ပါဒီမှာမင်းအတွက်နေရာရှိတယ်။ကျမရင်ခုန်ပြီးမင်းကြီးဘယ်မှာလဲညီမကဘယ်မှာလဲလို့မေးတယ်သူကရေမောပြီးမင်းကြီးမရှိဘူးမော်ဒယ်အဖွဲ့ပွဲတော်လည်းမရှိဘူးဒီမှာမင်းတို့ဟာကျွန်တော်ပိုင်ဆိုင်မှုလို့ပြောတယ်ကျမရင်ထဲကကြောက်ရွံ့မှုနဲ့အားနည်းမှုတွေပိုပြီးမြင့်တက်လာပြီးသို့တော်စိတ်ထဲကမီးလောင်မှုတစ်ခုကပေါ်ထွန်းလာတဲ့ကျမဟာအနာဂတ်ကိုမျှော်လင့်ပြီးညီမကိုကယ်တင်ဖို့တိုက်တွန်းမှုနဲ့ပြည့်နေတယ်အင်ကြီးရဲ့အမှောင်ထဲမှာကျမရဲရဲတောက်နေခဲ့တယ်ခြေပွားမှာဝတ်ဆင်ထားတဲ့ရွှေထိုးဖက်နှက်လေးတွေကခြေလန်းတိုင်းကိုဖမ်းစားနေတာပဲမျက်နှာမှာမိတ်ကပ်နည်းနည်းနဲ့ရွှေရောင်လက်ကောက်လေးတစ်စုံခြေပွားလေးတွေလှပစွာဖုံးကွယ်ထားနေစဉ်ကျမစိတ်ထဲကမီးလောင်မှုကြော်ကြားလာတယ်ဒီအချိန်မှာကျမရှေ့မှာရှိနေတဲ့အန္တရာယ်တွေကိုမျက်လုံးနဲ့မမြင်ချင်ပေမဲ့နှလုံးထဲကတောက်ပနေတဲ့မီးပွားတွေကကျမကိုတိုက်တွန်းနေတယ်တကားပိတ်ပြီးငါ့ကိုထိန်းချုပ်ထားတဲ့ခြေပိုးတွေကခြေပွားတွေကိုဆွဲခေါ်သွားသလိုနာကျင်စေတယ်ညီမကိုမတွေ့ရတာသူမရဲ့အတန်တွေမကြားရတာကကျမရဲ့စိတ်ထဲကိုပြင်းထန်စွာထိခိုက်စေတယ်မိမိကပြောခဲ့တဲ့မသွားသင့်ဘူးဆိုတဲ့စကားတွေနောက်ဆုံးထိကျမအတွင်းမှာတောက်ပနေတယ်တခါတလေကျမအခန်းအတွင်းပြေးပြီးတကားကိုတိုက်ခတ်နေချိန်တကားကပြေးနေတဲ့တစိမ့်တွေတန်ကြိုးတွေကကျမရဲ့လွတ်မြောက်ရေးကိုကန့်သက်နေတဲ့ဖုံးကိုလှည့်ကြည့်ရင်ဝေဖာနဲ့ဖုံးဆက်သွယ်မှုကလည်းပိတ်ထားပြီးအမှောင်ထဲမှာကျမတယောက်တည်းနဲ့ရှိနေခဲ့ရတယ်
တညမှာကျမနားထောင်ရတဲ့အတန်တွေထဲကမိမိရဲ့အတန်နဲ့ညီမရဲ့စကားတွေကကျမကိုပြန်လဲပြင်းထန်စေတယ်။သူမတို့ဟာဘလို့ခက်ခဲတွေကြားကနေရင်ဆိုင်နေရတယ်ဆိုတာသိရပြီးကျမစိတ်ထဲကမီးလောင်မှုဟာပိုပြီးပြင်းထန်လာတယ်။နောက်ဆုံးမှာကျမတယောက်တည်းဖြစ်ရတွေကိုကြုံတွေ့ရင်ရဲရဲတောက်တဲ့အတွင်းစိတ်နဲ့ညီမကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီအိမ်ကြီးကကျမတို့ဘဝရဲ့အဆုံးမဟုတ်ဘူးအစပဲဆိုတဲ့သဘောထားနဲ့ရင်ဆိုင်နေခဲ့တယ်။ညာလေးတစ်ခုညီမကိုခွဲထွက်ထားတဲ့အခန်းထဲမှာကျမတယောက်တည်းကြာနေခဲ့တယ်။နူးညံ့တဲ့အဝတ်လေးတွေကခြေပွားထဲမှာပျောက်ဆုံးသွားပြီးမျက်နှာမှာရွှေထိုးလက်ကောက်လေးနဲ့ပန်းရောင်မိတ်ကပ်တစ်ခုသာကျန်ခဲ့တဲ့အခန်းရဲ့အေးမြတဲ့လေဝင်လေထွက်ကဆေးဆိုးနဲ့အနံ့တွေကိုဖုံးကွယ်ပေးခဲ့ပေမဲ့ကျမရဲ့စိတ်ထဲကမီးလောင်မှုကပိုပြီးပြင်းထန်လာခဲ့တယ်။တကားပိတ်ထားတဲ့အခန်းထဲမှာကျမဖုန်းကိုဖွင့်ကြည့်လေ့လာရင်အဲ့ဒီမှာဖမ်းထားတဲ့ဝစ်ဖာနဲ့ဖုန်းဆက်သွယ်မှုတွေပိတ်ထားပြီးဆက်သွယ်ဖို့အခွင့်အရေးမရှိခဲ့ဘူး။မနှက်ဖြန်အတွက်စိတ်ကူးအိမ်မက်တွေကကျမရဲ့အုံနောက်ထဲမှာမီးလောင်နေခဲ့ပြီးမိမိကိုကယ်တင်ဖို့အားနည်းမှုနဲ့အတူစိတ်သက်ပြင်းထန်လာခဲ့တယ်။တနေ့မှာကျမအခန်းထဲမှာနားထောင်ရတဲ့လူတစ်ယောက်ရဲ့အတန်ကကျမကိုအသက်ရှူဖို့အားပေးခဲ့တယ်။သူကအနက်ရောင်အာဘာနီဝတ်စုံဝတ်ပြီးမျက်စိတွေကချုပ်ကင်ထားတဲ့စိတ်ကျန်းသူတစ်ယောက်သူ့ရဲ့အတန်ကကျမကိုချပြောခဲ့တယ်။ပရိယာရှာမမင်းဟာဥဆောင်သူကာကွယ်သူဖြစ်တဲ့ဒီမှာမင်းအတွက်နေရာရှိရဲ့ဆိုပြီးကျမစိတ်ထဲကကြောက်ရွံ့မှုနဲ့အားနည်းမှုတွေကြားကနေစိတ်သက်တစ်ခုပြင်းထန်လာပြီးညီမကိုကယ်တင်ဖို့အတင်းအကျပ်စ조사ဖို့ဆုံးဖြတ်လိုက်တဲ့ဒီနေရာကကျမတို့ဘဝရဲ့အဆုံးမဟုတ်ဘူးတနေ့မှာလွတ်မြောက်ဖို့ခွင့်ရရှိနေတယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ရင်ဆိုင်နေခဲ့တယ်။အင်ကြီးရဲ့အမှောင်ထဲမှာကျမတယောက်အခန်းငယ်တစ်ခန်းမှာထိုင်ရင်းစိတ်ထဲကမီးလောင်မှုနှွေးထွေးနေပြီးရွှေထိုးလက်ကောက်လေးကလက်မောင်းကိုချုပ်ကပ်ထားသလိုခြေပွားပေါ်မှာဖက်နှက်လေးတွေကလှမ်းရတိုင်းမျက်နှာချိုင်စေတယ်မျက်နှာကပန်းရောင်မိတ်ကပ်နဲ့နူးညံ့တဲ့အဝတ်လေးတွေဟာဒီအရာတွေကကျမရဲ့နှွေးထွေးမှုကိုပုံမဖော်ပြနေတယ်။တကားကတိတ်ဆိတ်ဖွင့်ပြီးအနက်ရောင်အာဘာနီဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ဝင်လာတယ်။သူ့မျက်စိတွေကကျမကိုစူးစမ်းသုံးသပ်ပြီးပရိယာရှာမလို့ခေါ်တယ်။သူကပြောတယ်မင်းကဥဆောင်သူကာကွယ်သူဒီမှာမင်းအတွက်နေရာရှိတယ်။ကျမစိတ်ထဲကကြောက်ရွံ့မှုနဲ့အားနည်းမှုတွေကြားကနေစိတ်တက်ကြွမှုတိုးလာပြီးညီမကိုကယ်တင်ဖို့ငြိမ်းချမ်းမှုမရှိဘဲဆုံးဖြတ်လိုက်တယ်။တနေ့မှာကျမကိုယ်တိုင်ဖုန်းကိုဖွင့်ကြည့်တော့ဝေဖာနဲ့ဖုန်းဆက်သွယ်မှုတွေပိတ်ထားပြီးလွတ်မြောက်ဖို့ခွင့်ရမရှိဘူး။ဒါပေမဲ့ကျမရဲရဲတောက်နေတဲ့စိတ်ဓာတ်နဲ့အနာဂတ်အတွက်မျှော်လင့်ချက်တွေကိုတိုက်တွန်းပြီးဒီနေရာကကျမတို့ဘဝရဲ့အဆုံးမဟုတ်ဘူးအစပဲဆိုတဲ့သဘောထားနဲ့ရင်ဆိုင်နေခဲ့တယ်။ဒီအချိန်မှာကျမမျက်လုံးတွေကပန်းရောင်မျက်ရည်တွေဖြင့်ပြည့်နှက်ပြီးညီမအတွက်ကယ်တင်ရေးအစီအစဉ်တွေကိုစဉ်းစားခဲ့တယ်။ဒီအိမ်ကြီးကကျမတို့ဘဝရဲ့အဆုံးမဟုတ်ဘူးမနှက်ဖြန်မှာကယ်တင်ဖို့ခွင့်ရရှိနေတယ်ဆိုတာကိုမျှော်လင့်နေခဲ့တယ်။ညီမရဲ့အတန်ကကျမရဲ့နားထဲမှာတိတ်ဆိတ်စွာထပ်တလဲလဲပြန်လဲပြောင်မြောက်နေခဲ့တယ်။ဒီငါမကြောက်ဘူးငါဒီမှာမင်းနဲ့အတူရှိတယ်ဆိုတဲ့အတန်ဟာကျမရဲ့နှလုံးသားထဲကမီးလောင်မှုကိုပုံမတောက်ပစေတဲ့အခန်းတကားကတိတ်ဆိတ်ဖွင့်ပြီးမိန်းကလေးတွေအနက်ရောင်အာဘာနီဝတ်စုံဝတ်ထားတဲ့သူတို့ကကျမတို့ကိုပြန်လဲဆူဆီးပေးကြတယ်။အင်ကြီးရဲ့အမှောင်ထဲမှာကျမတို့ဘဝဟာအဆုံးမဲ့စစ်ပွဲတစ်ခုလိုဖြစ်နေခဲ့ပေမဲ့ကျမရဲ့နှလုံးသားထဲကမီးလောင်မှုကတနေ့မှာအလင်းရောင်တစ်ခုဖြစ်လာမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ပြည့်နေတာပါညီမကိုကယ်တင်ဖို့ကျမစိတ်ထဲကမီးလောင်မှုဟာပိုပြီးပြင်းထန်လာပြီးဒီအိမ်ကြီးဟာကျမတို့ရဲ့ဘဝကိုပြောင်းလဲဖို့အစပဲဖြစ်ကြောင်းသိလာတယ်။တနေ့မှာကျမတို့ကိုလွတ်မြောက်ရေးလမ်းကြောင်းတွေရှာဖွေဖို့စ조사နေချိန်မှန်နဲ့စိတ်တက်နဲ့ပြေးဝတဲ့မိန်းကလေးတစ်ယောက်ကကျမတို့အနားကိုလာရောက်တယ်။သူ့ရဲ့မျက်စိတွေကချစ်ကြည်မှုနဲ့ပြည့်နေတာငါတို့အတူတူပါလက်တွဲပြီးလွတ်မြောက်ကြမယ်ဆိုတဲ့အတန်ဟာကျမတို့ရဲ့မျှော်လင့်ချက်တွေကိုပုံမကြီးထွားစေတယ်။ဒီအိမ်ကြီးမှာကျမတို့လက်ရှိဖြစ်ရတွေကပေချာပြစ်ဒဏ်မဟုတ်ဘူး။အဲ့ဒီမှာစိတ်တက်နဲ့တိုက်ပွဲဝင်ပြီးလွတ်မြောက်ရေးအတွက်စ조사မှုဟာကျမတို့ဘဝရဲ့အစပဲဖြစ်ကြောင်းသိခဲ့ရတယ်။မနှက်ဖြန်မှာလည်းမထင်မှတ်ထားတဲ့အခက်အခဲတွေရှုခင်းအသစ်တွေရှိမှဖြစ်ပေမဲ့ကျမတို့စိတ်ထဲကမီးလောင်မှုဟာအမြဲမီးရှို့နေမယ်။ဒီဟာတွေကိုနောက်ထပ်စူးစမ်းဖို့ညီမကိုဘလို့ကဲတင်မလဲဒီအိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေဘာတွေရှိမလဲဆိုတာကိုနောက်ပိုင်းအပိုင်းတွေမှာတွေ့ရမှာပါ။ဒီကိစ္စဟာကျမတို့ဘဝရဲ့အဆုံးမဟုတ်ဘူး။ဒါဟာစိတ်တက်နဲ့အားရစေမဲ့စစ်ပွဲတစ်ခုပဲဖြစ်တယ်။